မျိုးသားစုစီနဲ့လေညီညွတ်ရေးအတွက်ပေါ့ဟုတ်ကဲ့စုစီညီညွတ်ရေးအတွက်ဘယ်လိုပုံစံနဲ့တွားရင်ကောင်းလဲဘယ်လိုပုံစံနဲ့တွားရင်ကောင်းမလဲဆိုတာကတော့ကျွန်တော်ကတော့အဲ့လောက်ကြီးမပြောတတ်ပေမဲ့ကျွန်တော်အမြင်ကတော့ common interest base နဲ့တွားရင်တော့အကောင်းဆုံးလို့ကျွန်တော်မြင်တယ်အကျိုးတူစီးပွားပေါ့နော်မျိုးနွယ်စုပဲဖြစ်ဖြစ်ဟာလာဘုံအကျိုးတူစီးပွားကိုရှေ့ရှုပြီးမှဟာလာသူလဲအောင်မြင်မယ်ကိုလဲအောင်မြင်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီစီမံကိန်းတွေ project တွေချတတ်မယ်ဆိုရင်တော့အားလုံးတက်ညီလက်ညီနဲ့ပါပြီးမှဘုံအကျိုးတူစီးပွားနဲ့ဟာလာကျွန်တော်တို့အမြဲတမ်းထိတွေ့ဆက်ဆံလာရဖို့လိုလာပြီထိတွေ့ဆက်ဆံမှုများမှသာလူဟာစီးလုံးတာဖြစ်ပါတယ်ညီကိုမောင်နှမပဲဖြစ်ဖြစ်အရင်ချပဲဖြစ်ဖြစ်တနယ်ချာဟလာတမြေချာဆိုရင်တော့သူတို့နဲ့ပေါင်းစည်းဖို့စီးလုံးဖို့မလွယ်ဘူးအဲ့ဒါကြောင့်ဘုံအကျိုးတူစီးပွားရေးမှာအတူတကွပါဝင်လှုပ်ရှားမယ်အတူတကွထိတွေ့ဆက်ဆံနေမယ်ဆိုရင်တော့ဟလာအတူတကွရင်းနှီးမှုတွေဖြစ်လာမယ်နော်ပေါင်းစည်းမှုတွေဖြစ်လာမယ်အဲ့လိုနဲ့ common interest base နဲ့ဒါတွားတက်မယ်ဆိုရင်တော့ကျွန်တော်တို့မျိုးနွယ်စုတွေကွဲပြားနေကြတော့ပျောက်သွားမှာပါသူ့လူမျိုးကိုလူမျိုးတန်ဖိုးထားတတ်မယ်တန်းတူဆက်ဆံတတ်မယ်ညီကိုလိုမြင်ရှိလာမယ်ဟလားအဲ့ဒါကတော့တေချာပေါက်ဖြစ်နိုင်မယ်လို့တော့ကျွန်တော်မြင်ပါတယ်ကျွန်တော်မြင်ပါတော့ဒီထက်ကောင်းတဲ့နည်းတွေပညာရှင်တွေကတော့သိရင်သိမှာပေါ့ကျွန်တော်အမြင်ကတော့အဲ့ဒါမျိုးတော့ရှိပါတယ်နောက်ဆုံးနေလည်းဗာများတ िश ူအားပေးနေတဲ့ပြည်သက်တွေအတွက်ပေါ့နော်ဟုတ်ကဲ့အားများမှရှင်းတာကျွန်တော်မှာကျင်တာကတော့အများကြီးရှိပေမဲ့ဒါပေမဲ့အဓိကကြားတဲ့နေရာမှာနိုင်ငံရေးအတွေးခေါ်မှာကျွန်တော်တို့တေချာနိုင်ငံရေးကိုလေ့လာကြပါသူများပြောရတာကိုနားထောင်ယူနဲ့နားမယောင်ဘူးခုနကျွန်တော်ပြောသလိုပေါ့ Federal နဲ့ Colony စနစ်ကတခြားစီပါဒါပေမဲ့ကြီးလိုက်ရင်တော့တရန်တူဟန်တူတွေအများကြီးရှိပါတယ်နော်အဲ့တော့အဲ့ဒီဘိုင်းမှာကျွန်တော်တို့လေ့လာမယ်ဆိုရင်တော့တေချာလေ့လာဖို့လိုတယ်ဟာလားကျွန်တော်ပြောသလိုပေါ့ nature scope သူရဲ့ vision သူရဲ့ value ဒါတွေတေချာလေ့လာမယ်ဆိုရင်တော့ colony နဲ့ federal ကတော့မားစရာမရှိဘူးတခြားစီပါပြီးတော့နောက်တစ်ခုကအချင်းအမျိုးသားစီလုံးညီညွတ်ဖို့အတွက်ဆိုရင်တော့အားလုံးဟာ common interest basis နဲ့ရှာချန်ပြီးမှအတူတကွလက်တွဲပြီးမှပူးပေါင်းပြီးမှလှုပ်ဆောင်ရင်တော့ကျွန်တော်တို့လူမျိုးကတော့ဘယ်တော့မှရံမဆောင်တဲ့လူမျိုးတွေပါမျိုးနွယ်ကွဲတွေကလည်းရံမဆောင်ပါဘူးဟုတ်လားအခုဆိုရင်တော့ကျွန်တော်တို့တော်တော်လေးကိုအမြင်လေးအယူဆတွေတူလာကြပြီဟုတ်လားသူများနိုင်ငံမှာထွက်ပြီးမှလှုပ်လို့ကြတယ်သူများလည်းအောက်မှာကောင်းငုံပြီးနေလာခဲ့ကြတယ်အဲ့တော့အဲ့ဒီကနေအရှုံးတရားအမြတ်ပါရှိလဲဆိုတီးခံနိုင်တဲ့စိတ်တင်းကြီးခံနိုင်တဲ့စိတ်တွေတဲ့ကျွန်တော်တို့မှာသူများလူမျိုးထက်ကူပိုသလားလို့တော့ကျွန်တော်မြင်လာပြီအဲ့တော့တင်းကြီးခံတတ်မယ်အချင်းချင်းလက်လျှောညီထွေနေတတ်မယ်ဆိုရင်တော့ကျွန်တော်တို့အနာဂတ်ဟာအများကြီးရှိပါတယ်ဟုတ်လားအဖြူဖြူဆုံးပြည်နေတော့မှဖြစ်သွားနိုင်တဲ့အဆင့်ထိကျွန်တော်တို့မြင်ပါတယ်ဟုတ်ကဲ့ဘုလို့ချင်းပေးတဲ့အတွက်ထူးခြားရေးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်